အားလုံးပဲမင်္ဂလာပါ United ကြော်ဒီ TikTok နဲ့ဘောကောင် YouTube Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ဒီနေ့နွေရာသီအပြောင်းရွှေ့မှာ Manchester United အသင်းဘာလဲဘယ်လဲပေါ့နော်ဘာတွေလှုပ်ဆောင်နေလဲဘယ်လိုမျိုးတွေပုံစံတွေဖြစ်ပြနေလဲဘယ်လိုမျိုးတွေပုံစံတွေကိုလှုပ်ဆောင်နေလဲဆိုတာကျွန်တော်တို့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော် Manchester United အသင်းကဒီနွေရာသီမှာတော့ကစားသမားအားလုံးစုစုပိုင်း4ယောက်ပြင်မှာအသင်းကြီးတော့ကို3ယောက်နဲ့ဟိုလူငယ်အသင်းတော့ကို1ယောက်ပေါ့နော်အသင်းကြီးတော့3ယောက်ကတော့ကျွန်တော်တို့ယူလီတေလီမန်ရဲ့ကျွန်တော်ကိုသမားခါရာလို့ရဲ့ကျွန်တော်ပြီးရင်စတန်တိုပေါ့နော်ချက်စီကအလက်ဆက်စန်တိုတို့ကိုကျွန်တော်တို့ဟိုအန်ဒရီဆန်တိုတို့ကျွန်တော်ခေါ်ယူထားတာကိုတွေ့ရတယ်ပေါ့နော်အဲအကြောင်းလို့ကျွန်တော်တို့လူငယ်အသင်းအတွက်ကတော့မန်ချက်စတာယူနိုက်တက်အသင်းကကျွန်တော်စပါးအသင်းတောင်းမှန်ဘယ်တောင်းမှန်ပေါ့နော်နောက်တဲ့နောက်ခံလူလည်းဖြစ်တယ်တောင်းလူရန်တောင်းမှန်လည်းတက်ကစားနိုင်တယ်ကျွန်တော်တို့တောင်းဆန်ကိုတော့ကျွန်တော်တို့ခေါ်ယူထားတွေ့ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကစားသမားတွေထပ်ခေါ်အောင်လားဒီအပြောင်းရွှေ့3ခုပြီးတဲ့အချိန်မှာတခုကကျွန်တော်အလွတ်ပြောင်းရွှေ့ကြီးဗျာခါရာလိုကအလွတ်ပြောင်းရွှေ့ကြီးနဲ့ခေါ်လိုက်တာကျွန်တော်ပြီးရင်ကျွန်တော်ယူလီတာလန်မန်ကကျွန်တော်ပြောင်းရွှေ့ကြီးယူရိုတန်35သန်းနဲ့ကျွန်တော်တို့ဟိုရော်ကြီးစာချုပ်ဖြတ်သိမ်းပြီးတော့ကျွန်တော်ခေါ်ယူလိုက်တော့ပေါ့နော်ကျွန်တော်ချက်စီးသေးကနေအန်ဒရီဆန်တိုကိုကြတော့ပေါင်တန်း90နဲ့ကျွန်တော်ခေါ်ယူလိုက်တာဖြစ်တယ်အဲအကြောင်းလို့ပြောင်းရွှေ့ကြီးကအခုလက်ရှိတုံးထားတာမန်ချက်စတာယူနိုက်တက်အသင်းကစုစုပေါင်း85သန်းပဲရှိသေးရပေါ့နော်အဲအကြောင်းလို့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကဒီနွေရာသီမှာထပ်ပြီးတော့အပြောင်းရွှေ့ထပ်လုပ်နိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အထူးသဖြင့်ပြီးခဲ့တဲ့နှစ်ကကျွန်တော်တိုက်စစ်ပိုင်းကိုကျွန်တော်တို့အများစုimprovement ကျွန်တော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်ပြီးရဲ့နောက်ပိုင်းမှာပေါ့နော်တိုးတက်မှုလည်းရှိတဲ့နေရာမှာကျွန်တော်ဒီနှစ်ကြလို့ကျွန်တော်ကွင်းလယ်ပိုင်းကိုအများကြီးတိုးတက်မှုလုပ်မယ်အဲကြောင့်ဒီထက်လူပို့ပြီးတော့ကွင်းလယ်ကစားမှာခေါ်ဖို့ရှိရလို့ကျွန်တော်အနေနဲ့မြင်တဲ့တိုက်စစ်ပိုင်းကတော့အကယ်၍အများကျွန်တော်ဂျိုရှူအာဆက်စီပေါ့နော်ဂျိုရှူအာဆက်စီကကျွန်တော်တို့အကယ်၍များအသေးကထွက်မယ်ဆိုမှသာလင်ကျွန်တော်ထွက်သွားတော့မှသာလင်ဒီအပြောင်းရွှေ့တိုက်စစ်အပြောင်းရွှေ့ကကျွန်တော်မြင်တွေ့ရနိုင်တယ်ပုံပေါ်လာနိုင်တယ်ပေါ့နော်ဒီနှစ်နွေရာသီပြောင်းရွှေ့မှာတော့ကျွန်တော်ကွင်းလက်ကစားသမားကိုအဓိကခေါ်မယ်ဒုတိယသူတို့ရဲ့ဦးစားပေးပြစ်မှတ်ကကျွန်တော်နောက်တန်းနဲ့သို့မဟုတ်ကျွန်တော်ဘယ်နောက်ခံလူနေရာကိုကျွန်တော်တို့သူတို့အဓိကအားဖြည့်မယ်လို့ထင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့ဒီလူရှော့ကကျွန်တော်တို့အသက်ကြီးပိုင်းကစားသမားဖြစ်လာပြီကျွန်တော်သူ့ရဲ့ pay ဖောင်နေတဲ့အနေငယ်ကြာဆင်းလာပြီလို့သူတို့အနေနဲ့မြင်တဲ့အတွက်သူတို့လိုအပ်ရင်လူရှော့ကိုကျွန်တော်တို့ဘယ်တောင်မှန်းနေကျွန်တော်တို့ဒီ CB ပေါ့နော်ကျွန်တော်တို့ဘိုးခန်းစင်းနေရာပြောင်းပြီးတော့ကျွန်တော်တို့တခြားသူတို့ခေါ်ယူလိုက်တဲ့ကစားသမားကိုနေရာပေးမယ်အဲ့လိုပုံစံမျိုးစဉ်းစားထားပုံရတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဘယ်နောက်ခံလူပြောင်းရွှေ့လဲမြင်ရနိုင်ကြီးရှိရပေါ့နော်ဒီနေရာမှာ Manchester United တွေချိတ်ဆက်နေတယ်ကျွန်တော်တို့ကွင်းလက်ကစားသမားကြီးဆိုလဲအများကြီးပဲဘယ်နောက်ခံကစားသမားကြီးဆိုလဲတော်တော်များများအတန်ထွက်တယ်အဲ့လိုချိန်မှာကျွန်တော်ကွင်းလက်ကစားသမားကြီးဆိုရင်ကျွန်တော်ဆန်နာဘတ်တို့ကျွန်တော်ရှွာမန်နီတို့ပြီးရင်ကာမာဘင်ဂါတို့ပြီးရင်ကျွန်တော်တို့ဟိုကွင်းလယ်မှာကျွန်တော်တို့ဒီ LS Scott ဆိုလဲကျွန်တော်တော်တော်လေးကိုပေါ့နော်ကျွန်တော်ဈေးကြီးလို့ဆိုပြီးပြန်လှည့်သွားပြီကာလူပါလီပါဆိုလဲ Manchester United အသင်းနဲ့အတန်ထွက်နေတယ်ကျွန်တော်ကွင်းလယ်အဖြက်ကစားသမားကြီးတော်တော်များများနဲ့ Manchester United ကအတန်ထွက်နေတာကျွန်တော်ဘရာဇီးကပိုတာဖိုကိုကကျွန်တော်ဒန်နီလို့ဆိုလဲပါဝင်တယောက်ဖြစ်တယ်အဲကြောင့် Manchester United ကွင်းလယ်တွေကကျွန်တော်မနေ့ကပြောသွားပြီဖြစ်တယ်တော့မပြောတော့ဘူးဒီနေ့မှာကျွန်တော်တိုက်စစ်ပိုင်းနဲ့ကျွန်တော်ဘိုးနောက်ခံနဲ့ကျွန်တော်ဘယ်တောင်မှန်နောက်ခံကစားသမားဘယ်ကစားသမားကြီးခေါ်နိုင်လဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်နော်ကြည့်မဲ့အချိန်မှာကျွန်တော်ပထမဦးဆုံးတစ်ယောက်ကတော့ကျွန်တော်ဒေါ်မွန်က Ryan ဆိုတဲ့ကစားသမားဘယ်နောက်ခံလူဒီကစားသမားကကျွန်တော်တို့နော်ဝေးနဲ့ကမ္ဘာဖလားမှာခြေစွမ်းပြသွားတယ်ဒါပေမဲ့တခုတော့ရှိတယ်ဗောနော်ဘာလဲဆိုသူကအသက်က28နှစ်ရှိနေပြီ28နှစ်ထဲရောက်နေပြီဗောနော်အဲအကြောင်းလို့သူ့အနေနဲ့ Manchester United အသင်းအနေနဲ့ဗောနော်ကျွန်တော်တို့ဒီကစားသမားကိုအသက်အရွယ်ပိုင်းကြောင့်ဒီအပြောင်းရွှေ့ကိုဖြစ်ပါမလားဆိုတော့ကျွန်တော်မေးခွန်းတန်ရာတွေရှိတယ်ကျွန်တော်ဟိုပြောရမလို့ဗျာအပြောင်းရွှေ့ကြီးကအလောက်ထိမဟုတ်သူ့အနေနဲ့ပြောင်းရွှေ့ကြီးတွေ30 40ပါဝင်ခြင်းကအလွန်ဆုံးပဲတော့မှတောင်းလဲအဲကြောင့်မလို့ပြောင်းရွှေ့ကြီးကတို့အတွက်အဓိကမဟုတ်ဘူးအဓိကကဘာလဲဆိုရင်ဒီကစားသမားအသက်အရွယ်ကြောင့်ပဲဒီကစားသမားသူတို့ကလူငယ်ကစားသမားလိုချင်တာဖြစ်တယ်လူငယ်နောက်ခံကစားသမားလိုချင်တာဖြစ်တဲ့အတွက် Manchester United အသင်းအနေနဲ့ကျွန်တော်တို့ဒီညရာဒီမှာဒီကစားသမားကတော့သူတို့ရဲ့နောက်ဆုံးthe left chance လို့ပဲကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်လောင်ဆုံးရွေးချက်စရာမရှိတော့မှဒီရွေးချက်မှုကိုပြုလုပ်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေရာမှာအဓိကသူတို့အပြင်းထန်စိတ်ဝင်စားပြီးတော့တကယ်ခေါ်ယူခြင်းရဲ့ကစားသမားကကျွန်တော်နယူကာဆယ်အသင်းရဲ့ကစားသမားဖြစ်တဲ့လူဝဲဟောကအသက်အရွယ်ပိုင်းလည်းငယ်တယ်ပြီးရင်ဘယ်တောင်မှလည်းကောင်းကောင်းအသုံးဝင်တယ်ခြေစွမ်းလည်းကောင်းကောင်းမွန်မွန်ပြသနေအောင်တွေ့ရတယ်လူဝဲဟောအနေနဲ့ကျွန်တော်တို့ဒီချက်စီးသေးကနေပေါ့နော်ကျွန်တော်တို့ဒီယူကာဆယ်အသင်းကိုကျွန်တော်ပြောင်းရွှေ့သွားတယ်ဘယ်လောက်မှမရှိပေါင်တန်း30ကျော်ပါဝင်ခြင်းလောက်နဲ့ပြောင်းရွှေ့ပြီးတော့ယူကာဆယ်အသင်းကလူဝဲဟောကိုကျွန်တော်တို့တတ်မှတ်တဲ့ဈေးနှုန်းကတော့ကျွန်တော်တို့နည်းနည်း price ကများနေပေါ့နော်ပေါင်တန်း80ဆိုတဲ့အနေအထားမှာကျွန်တော်တို့ Manchester United အသင်းကအနည်းငယ်စဉ်းစားနေအောင်တွေ့ရတယ်လူဝဲဟောအနေနဲ့ကျွန်တော်တို့
Manchester United ကတော်တော်လေးကိုကျွန်တော်တို့သဘောကျတာကိုတွေ့ရတယ်ဒီကစားသမားရဲ့အသက်က22နှစ်ပဲရှိသေးတယ်ကျွန်တော်ပြီးခဲ့တဲ့နှစ်ကဆိုရင်ကျွန်တော်ကစားခဲ့တဲ့အချိန်မှာဒူးဝေဟော်ကကျွန်တော်အားလုံးပေါင်းကျွန်တော်တို့တော်တော်ပွဲ30ကျော်ကစားထားရပေါ့နော်နျူကာဆယ်အသင်းအတွက်ကစားထားတဲ့အချိန်မှာတော်တော်လေးလည်းကောင်းတယ်အဲ့ဒါကြောင့်အသက်အရွယ်ပိုင်းကလည်း22နှစ်ထဲမှာဆိုတော့အတွက်ပြန်လေရောင်းချရင်လည်းရောင်းချလို့ရနိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်သူတို့အနေနဲ့စိတ်ဝင်စားတယ်နျူကာဆယ်အသင်းကတော့ကျွန်တော်ပေါင်တန်း80နီးပါးသတ်မှတ်ထားတာဖြစ်တဲ့အတွက်သူတို့အနေနဲ့တော်တော်လေးကိုစဉ်းစားရမယ်ပေါ့နော် Manchester United ဒီပြောင်းရွှေ့ပေးမယ်ဆိုလဲပေးလို့တန်မယ်ပေါ့နော်တန်တယ်ဆိုကစားသမားအနေနဲ့အသက်အရွယ်ပိုင်းငယ်ရွယ်သေးတယ်ခုလက်ရှိသူပြသနေတဲ့ခြေစွမ်းကတစ်ချိန်ကြာရင်ကမ္ဘာအစ်စ်ဘယ်နောက်ခံလူတွေနီးပါးကိုတွားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပြောင်းရွှေ့တော့အနေငယ်စောင့်ကြည့်ရမယ် Manchester United အသင်းကလည်းဆရာထက်တဲ့နေရာကိုတွေ့ရတယ်ပြီးရင်နောက်တစ်ယောက်ကျွန်တော်တို့ဒီ Everton အသင်းကကျွန်တော် Jarrod Bradway ပေါ့နော် Jarrod Bradway ကကျွန်တော်တို့သတင်းတွေကြားခဲ့ရပြီးခဲ့တဲ့နွေရာသီရှေ့တစ်နှစ်ကျော်နွေရာသီတဲ့ကျွန်တော်တို့ကြားခဲ့တာဖြစ်တယ်ဒီကစားသမားလေးကကျွန်တော်တို့ပြောရမှာဆိုရင်ဘိုကန်စင်းနေရာမှာလည်းကစားနိုင်တယ်ဘယ်နောက်ခံလူနေရာမှာလည်းကစားနိုင်တယ်နှစ်နေရာကစားနိုင်တယ်ကစားသမားပေါ့နော်ဒီကစားသမားကတော်တော်လေးကိုကောင်းမွန်တဲ့အထက်မှာတွေ့ရတယ်ဒီကစားသမားရဲ့အသက်အရွယ်ပိုင်းကလည်းငယ်ရွယ်မှုရှိသေးတာဖြစ်တဲ့အတွက် Manchester United အသင်းအနေနဲ့ဒီကစားသမားလေးကိုကျွန်တော်တို့ခေါ်ယူလို့ရတဲ့အနေအထားမှာရှိနေရပါတော့ဒီ Jarrod Bradway ဆိုတဲ့ကစားသမားလေးကတော်တော်လေးကိုကောင်းတယ် Everton အသင်းမှာလည်းခြေစွမ်းပြနေတယ်အင်္ဂလန်အသင်းမှာရွေးချယ်ခြင်းမခံရသည့်တိုင်အောင်ဒါပေမဲ့သူကအလားအလာရှိတဲ့ကစားသမားတယောက်လို့မြင်တယ်သူအနေနဲ့အခုမှအသက်က24နှစ်ပဲရှိသေးတယ်Everton အသင်းရဲ့ပွဲစဉ်တိုင်းဒီဘက်မှာလည်းပါဝင်ကစားနေတဲ့ကစားသမားတယောက်လည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ Everton အသင်းက Jarrod Bradway ရဲ့ပြောင်းရွှေ့ကိုလည်းသူတို့က85သန်းနဲ့အထက်ရမှသာနေကျွန်တော်တို့ Jarrod Bradway ရဲ့ပြောင်းရွှေ့ကဖြစ်လာနိုင်တယ်ရောင်းချမယ်လို့သူတို့က Everton အသင်းအတီးတင်းကြေညာထားတယ်အဲကြောင့် Manchester United အသင်းကတော့ဒီပြောင်းရွှေ့ကိုကျွန်တော်ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့လုပ်မလားဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ခြင်းကကောင်းတယ်ပေါ့နော်တိုက်စစ်ပိုင်းအနေနဲ့တိုက်စစ်ပိုင်းမှာကျွန်တော်ကြည့်မယ်ဆိုရင် Manchester United အသင်းကတော့ကျွန်တော်အခုလက်ရှိမှာဆိုရင် Oli Wigan နဲ့လည်းအတန်ထွက်တယ်ကျွန်တော်ပြီးတောင်ပန်ကစားသမားချို့ဖြစ်တဲ့ Anjai တို့ Rafael Leao တို့နဲ့လည်းအတန်ထွက်တော့ပေါ့နော်ဒီနေရာမှာကျွန်တော်အနေနဲ့သဘောကျတာကတော့ Rafael Leao အနေနဲ့သဘောကျတယ် Rafael Leao ကိုဒါကျွန်တော်တို့ Manchester United အသင်းနဲ့ခေါ်ယူမယ်ဆိုရင်တော့ဒီကစားသမားကအသင်းကိုလည်းပြောင်းရွှေ့ခြင်းနဲ့အသင်းကိုလည်းလာခြင်းတဲ့ကစားသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ခေါ်ယူမယ်ဆိုရင်တော့အသင်းအတွက်တော်တော်လေးအကျိုးပြုမယ်တိုက်စစ်ပိုင်းမှာလည်းသုံးလို့ရမယ်ထောင်တိုက်စစ်မှုအနေနဲ့လိုအပ်သလိုသုံးလို့ရမယ်ကျွန်တော်ပြောအခုလက်ရှိ Marcus Rashford ရဲ့ကျွန်တော်တို့ Manchester United အသင်းမှာဆက်နေမလားထွက်မလားဆိုတဲ့အပေါ်မှာမူတည်ရပေါ့နော်ဒီအပြောင်းရွှေ့ကြကျွန်တော်Marcus Rashford ထွက်ပြီဆိုတာလည်းကျွန်တော်တို့Rafael Leao ဖြစ်မလားကျွန်တော်တို့ Anjai ဖြစ်မလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ် Manchester United နဲ့အဓိကသတင်းထွက်နေတဲ့နှစ်ယောက်ပေါ့နော်ဒီကစားသမားတွေကတော်တော်လေးကိုကျွန်တော်တို့ခေါ်ဖြစ်နေတဲ့အထဲမှာပါတယ်ဒါပေမဲ့ Rafael Leao ကတော့သူ့ရဲ့ပြောင်းရွှေ့ကြီးထက်သူ့ရဲ့လစာနဲ့သူ့ရဲ့ agent fee ကတော်တော်လေးများနေတယ် agent fee က agent ကဒီအပြောင်းရွှေ့ကိုဖြစ်မြောက်အောင်လုပ်ပေးရမယ်ဆိုရင်ဒီ agent ကိုသူတို့ကအနည်းဆုံးပေါင်9သန်းကနေ10သန်းထိပေးရှေ့ရမယ်လို့ကျွန်တော်တို့သိရတယ်ဒါအပြင် Rafael Leao ကတပတ်လောက်ကပေါင်2သိန်းခွဲထိတောင်းဆိုနေရကြောင်းကျွန်တော်တို့ဒီပြောင်းရွှေ့ကိုလည်း Manchester United ကတော်တော်လေးစဉ်းစားနေတယ်ခုနောက်ပိုင်း Manchester United အသင်းနေတဲ့ကစားသမားတွေရဲ့ပြောင်းရွှေ့ကိုလည်းကြစ်လေးလုပ်တယ်လို့ကစားသမားတွေရဲ့ကြားစာနှုံထားတွေကိုလည်းကြစ်လေးလုပ်လာတာတွေ့ရတယ်အဲကြောင့်မလို့ Manchester United အသင်းနေနဲ့ဒီအပြောင်းရွှေ့ကာလမှာဘယ်ခြေလန်းနှမ်းမလဲဘယ်ကစားကွက်ကိုဘယ်လိုရွှေ့မလဲဆိုတော့ကျွန်တော်စိတ်ဝင်စားစရာကောင်းတယ်နောက်တစ်ယောက်အနေနဲ့ကျွန်တော် Anjai ကတော့ကျွန်တော်တို့သိပြီးတော့အလားသိမရှိဘူးเนาะဘာလို့ Everton အသင်းကလည်းဈေးခေါ်ပေါင်သန်း60လောက်ဈေးခေါ်ထားသလိုကျွန်တော်ပြီးရင် Anjai ရဲ့ကျွန်တော်စာချုပ်နဲ့အသက်အရွယ်ပိုင်းဆိုင်ရာလည်းအနေငယ်စကားပြောနေတာကြောင့်ကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒုတိယ second pick မှာလာကျွန်တော်တို့ရွေးချယ်ထားတဲ့ပုံစံမျိုးရှိတယ်ဒီနေရာမှာအကယ်၍ Marcus Rashford တယောက်က Manchester United အသင်းကမထွက်ခွာဘူးဆိုရင်တော့ဒီအပြောင်းရွှေ့တွေကလုံးဝဖြစ်လာမှာမဟုတ်ဘူး Marcus Rashford ကိုပဲဆက်ထားပြီးတော့ဆက်ပြန်သုံးဖို့အနေထားရှိရပေါ့နော်ဒါကြောင့်မလို့ Manchester United အသင်းရဲ့ဒီညွေရာသီအပြောင်းရွှေ့လှုပ်ခတ်တွေကနောက်ထပ်အနည်းဆုံး2ခု3ခုလောက်ဖြစ်လာနိုင်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ယူဆမိတယ်ကျွန်တော်အနေနဲ့ဒီအကြောင်းရင်းလေးကိုပြည်သက်သိရှိအောင်ကျွန်တော်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုကျန်းကျသက်တဲ့ဆိုတော့ကျွန်တော်တို့ comment လေးမှာတစ်ခုရေးသွားလို့လည်းရပါတယ်ကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုကိုရောကျွန်တော်ဒီမှာလေးမှာအဆုံးသတ်ချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကတော့ဘောကောင်ပါဗျ